မိုးရေဘဲကရတာလဲဟုတ်တာပေါ့မိုးပေါ်ကရတာပေါ့ဒါပေမဲ့ဒဏ္ဍာရီတွေထဲမှာတော့ဒီလိုမဆိုထားပါဘူးဒဏ္ဍာရီတွေထဲမှာတော့သူတို့ကြောင့်လို့ဆိုထားပါတယ်ဇက်လန်လေးကိုကြည့်လိုက်ရအောင်ကဘာမြေပြင်ကနေကောင်းကင်ဘော်ကိုတက်ဖို့ဒီတရားကြီးကို3နှစ်အချိန်ယူပြီးတိဆောက်ခဲ့ကြတယ်ဖပြုံမင်းဖရာခန်ခန်နဲ့သူ့ရဲ့စစ်တပ်ကြီးကကောင်းကင်ဘုံကမိုးနဲ့မင်းစီခြိတက်သွားကြပြီးစစ်တိုက်ဖို့စိန်ခေါ်ကြတော့မယ်အသေးစိတ်ကိုတော့အပိုင်းတက်မှာအပြည့်အစုံပြောပြခဲ့ပြီးပါပြီအခုကတော့ကျွန်တော်တို့ရဲ့အကျိုးအတွက်မိုးရေရရှိအောင်တိုက်ပွဲဝင်ပေးခဲ့တဲ့သူတို့ရဲ့ဇလန်လေးကိုဆက်လက်ပြောပြပေးပါမယ်အဆုံးထိလိုက်ပါကြည့်ရှုကြရအောင်အော်ပြောစရာတခုကြံသေးတယ်ဒီနေရာကစကြည့်ရင်ဇက်ရည်လည်းမဟုတ်ဘူးထင်တယ်အပိုင်းတက်လေးကိုအရင်ကြည့်လိုက်ပါလားဒါမှသူတို့စစ်တိုက်တဲ့အကြောင်းရင်းကိုသိရပါလိမ့်မယ်အရာအလုံးအစင်းသင်းဖြစ်တဲ့အခါမှာတော့ဖပြုံမင်းကြီးကရွှေရောင်ဖားရေကွန်ချက်ဝတ်တစားကြီးကိုပြန်လည်ဝတ်ဆင်ပြီးသူ့ရဲ့တရိတ်ဆန်ပေါင်းစုဆူထားတဲ့စစ်တပ်ကြီးကိုဦးဆောင်ကမဟာတတိုင်းကြီးပေါ်ကနေကောင်းကင်မုံစီကိုခြိတက်လာခဲ့ပါတော့တယ်။ကောင်းကင်မုံပေါ်ရောက်တဲ့အခါမှာတော့ဂလုံတွေနဂါးတွေကစစ်စခန်းတွေဖန်တီးပြီးစစ်တိုက်ဖို့ပြင်ဆင်ကြပါတယ်။အစင်သစ်ဖြစ်တဲ့အခါမှာတော့ဖပြုံမင်းကြီးကဒုံးကြီးတစ်ချောင်းကိုလွှတ်လိုက်ပါတယ်။ဒါဟာစစ်ကျင်ညာလိုက်တာပါပဲ။မိုးနဲ့မင်းကြီးဟာသူ့ရဲ့နန်းတော်မှာပျော်ပျော်ရွှင်ရွှင်နေတော့ဒုံးကြီးတန်းကြောင့်တုံးလှုပ်သွားခဲ့ပါတယ်။မြင်းတီတော်တအုပ်ကိုဆေလို့ပြီးဘာဖြစ်နေသလဲစုံစမ်းခိုင်းလိုက်တယ်။မြင်းတီတော်တွေပြန်လာပြီးသတင်းပေးတဲ့အခါမှာတော့ဖပြုံမင်းကြီးကမြေပြင်ပေါ်ကစစ်တပ်ကြီးနဲ့ကောင်းကင်ဘုံကိုတက်လာပြီးလူလောကကို9နှစ်ကြာမိုးရေမပေးတဲ့အတွက်မိုးနဲ့မင်းကြီးကိုစစ်ကျင်ညာထားတဲ့ဆိုတာကိုသိလိုက်ရပါတယ်။ဒီစကားကိုကြားတဲ့အခါမှာတော့မိုးနဲ့မင်းကြီးအလွန်တရာမှပဲဒေါသထွက်သွားပါတယ်။အချိန်မဆိုင်တော့ပဲသူမှရှိတဲ့စစ်တီးအင်အားတန်းပေါင်းများစွာဆင်မြင့်ရထားဓာလက်နက်ကိုင်းစစ်တီးတော်တွေကိုစုဆောင်းပြီးတော့ဖပြုံမင်းကြီးရဲ့စစ်တပ်ကိုခုခံတိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်။မိုးနဲ့မင်းကြီးစစ်တိုက်ထွက်ခါနေမှာတော့နတ်ခတ်ပေရင်ဆရာကြီးကဒီနေ့စစ်မထွက်သင့်ဘူးဒီနေ့စစ်ထွက်ရင်ရှုံးမယ်မနှက်ပြန်မှထွက်ရင်အနိုင်ရမယ်လို့ဟောကိန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့မိုးနဲ့မင်းကြီးကစောင့်မနေနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့ဖပြုံမင်းကြီးရဲ့စစ်တပ်ကသူနေတဲ့နန်းတော်ကြီးစီကိုတဖြည်းဖြည်းနဲ့ချင်းကပ်လာခဲ့လို့ပါ။ဒီလိုနဲ့အချိန်ဆွဲနေလို့ရှိရင်တော့ကောင်းကင်ဘုံမျိုးတော့ပျက်စီးသွားမှာဆိုလို့နတ်ခတ်ပေရင်ဆရာရဲ့ဟောကိန်းကိုလက်လျူရှူပြီးတော့စစ်တပ်ကြီးကိုဦးဆောင်ကတိုက်ခိုက်ဖို့ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲကြီးမားတဲ့စစ်ပွဲကြီးစတင်ခဲ့ပါပြီ။တရိတ်ဆန်နေလူတွေအားလုံးတစ်ဖက်နဲ့တစ်ဖက်အပြင်းထန်တိုက်ခိုက်ကြတယ်။ပြုံမင်းကြီးရဲ့တပည့်နီလုံးကြီးကသူ့ရဲ့ဖပြုတ်တရင်ကြီးကိုဦးဆောင်ကသူတို့ရဲ့အုံဂွမ်ဆိုတဲ့အတန်ကျဲကြီးနဲ့အတူအတန်စစ်ပြူဟာစခင်ပါတော့တယ်။သူတို့ရဲ့စူညံလာတဲ့အုံဂွမ်အတန်ကြောင့်ရန်သူဘက်ကစစ်အမိန်ပေးတဲ့နေညာတန်ပေးတဲ့နေကိုမကြားရစေအောင်အတန်နဲ့တိုက်ခိုက်ကြပါတဲ့။ဒီအတန်တွေကြောင့်မိုးနဲ့မင်းကြီးရဲ့စစ်သားတွေဟာတအူးနဲ့တအူးအချိတ်ဆက်မမီတော့ပဲအာယုန်တွေထွေပြားကုန်ပါလေရော။ဒါနဲ့ပဲမိုးနဲ့မင်းကြီးဟာသူ့ရဲ့တကိုးအစမ်းလေးနဲ့မွေးလေးဖမ်းဆင်းပြီးစူညံစွာအော်နေတဲ့နီလုံးဖားတက်ပွဲကြီးကိုကိုက်တက်စေပါတယ်။ကြီးမားတဲ့မွေးကြီးတွေကအတန်ကြားရတဲ့ဖားမှန်သမျှကိုပေါက်တက်လိုက်ကြပါလေတယ်။အဲ့ဒီအခါဖားတွေအကုန်မရှူနိုင်မကယ်နိုင်နဲ့တေကုန်ကြရတာပေါ့။အဲ့ဒီအချိန်ကစပြီးဖားနဲ့မွေးဟာရန်သူတွေဖြစ်သွားကြပြီးဖားအော်တန်ကြားတာနဲ့မွေးကနှိမ်နှင်းတက်ဖြတ်ဖို့ရောက်လာခဲ့ကြတာကတော့ယနေ့ထိတိုင်အောင်ပါပဲ။ဖပြုံမင်းကြီးဘက်ကလည်းတိမ်ငတ်ခေါင်းဆောင်နဲ့ငှက်အပေါင်းကကောင်းကင်မှာပြန်ဝဲပြီးဖားတွေကိုတတ်နေတဲ့မွေးတွေကိုထိုးစိတ်တုတ်ချီကြပြန်တယ်။ဒီအခါမှာမိုးနဲ့မင်းကြီးကမန်တန်တွေထက်ရွပြီးတော့ခွေးအုပ်ကြီးတအုပ်ကိုဖမ်းဆီးကငှက်အုပ်တွေကိုဟောင်းပြီးလိုက်လံတိုက်ခိုက်စေပါတယ်။ခွေးကြီးတွေကရွှေလင်းယုံတွေလက်ဓာတွေငှက်အပေါင်းတွေကိုကိုက်ပြီးလွှဲရန်တော့ငှက်တွေကပြန်ပြေးကြရတာပေါ့။ဒါနဲ့ပဲဒီခွေးတွေကိုနိုင်တဲ့ကြားတွေကြက်သစ်တွေကိုဆေးလုပ်ပြီးဖပြုံမင်းကြီးကတံပြန်တိုက်စစ်ဆင်ခဲ့ပါတယ်။ဝုံဝင်တွေကြားတွေကခွေးကြီးတွေရဲ့ခြေထောက်တွေကိုကိုက်ဖဲပြီးတစစီကိုက်ဖြက်တေးအောင်လုပ်ပလိုက်ကြပါတော့တယ်။မိုးနဲ့မင်းကြီးကလှန်ကိုင်းတရှိကိုင်းတဲ့စစ်တီတွေကိုဆေးလုပ်ပြီးအဲ့ဒီကြားတွေဝင်ပလေတွေကိုထပ်တက်ခိုင်းလိုက်ပါတယ်။ဖာမင်းကြီးကလည်းပြားတွေနှကြေးကောင်းတွေကိုဆေးလုပ်ပြီးတော့မိုးနဲ့မင်းရဲ့စစ်တပ်ကိုတဖန်ပြန်တုတ်ခိုင်းလိုက်ပါတယ်။ဒီအခါမှာတော့စစ်တီတော်တွေဟာလက်နက်တွေပစ်ပြီးထွက်ပြေးကြရတာပေါ့။မိုးနဲ့မင်းရဲ့စင်နေမြင်းတွေတောင်ပြားတွေရဲ့တိုက်ခိုက်မှုကိုခံရပြီးဒဏ်ရာရလာခဲ့ပါတယ်။ဒီအခါမှာမိုးနဲ့မင်းကြီးကအလွန်တရာပဲစိတ်ပူပန်သွားခဲ့ပါတယ်။ဒါနဲ့ပဲမန်ဒန်နဲ့ရွတ်ဆိုပြီးတော့မီးရှန်ကြီးတွေထွက်ပေါ်အောင်လှုပ်လိုက်ပါတော့တယ်။
အဲ့ဒီမီးခိုးတွေမီးရှံတွေဟာနေရာနဲ့ကိုဖြစ်ပေါ်လာတဲ့အခါမှာလေထဲမှာပြန်ဝဲနေတဲ့ပြားတွေနဲ့ကျဲကောင်တွေကလောင်ကျွမ်းကုန်ကြသဖြင့်မီးကိုအလွန်ကြောက်ရွံ့သွားကြပြီးပြန်ပြေးကြပါတော့တယ်။ဒီအခါမှာတော့မိုးနဲ့မင်းဖန်ဆင်းပေးလိုက်တဲ့မီးတွေကိုဖာမင်းကြီးဘက်ကတရိတ်ဆန်တွေအားလုံးကြောက်ရွံ့သွားကြပါတယ်။အချင်းတွေကိုရိတ်စားမိတဲ့ဖာမင်းကြီးဟာဂလုံးတွေကိုအချက်ပေးလိုက်တဲ့အခါမှာဂလုံးတွေဟာကောင်းကင်ဘက်ကိုပြန်တက်သွားပြီးသူတို့ရဲ့ဒရေတွေကိုထွေချလိုက်တာပေါ့။အဲ့ဒီဒရေတွေဟာမိုးရေအဖြစ်ရွာကျလာပြီးမီးတွေကိုငြိမ်သက်စေခဲ့ပါတယ်။မိုးနဲ့မင်းကြီးကလည်းဒီအတိုင်းမနေပဲဂလုံးတွေကောင်းကင်ပေါ်မှာပြန်နေတာကိုမြင်တော့အမြောက်တွေနဲ့ပြစ်ခတ်ကြတာပေါ့။ဒါပေမဲ့ဂလုံးတွေနဲ့နဂါးတွေကသူတို့စီလာခဲ့တဲ့အမြောက်ကြီးစံတွေကိုမျိုးချလိုက်ပြီးမီးလုံးနဲ့အဖြစ်ပြန်အန်ထုတ်ကမိုးနဲ့မင်းကြီးရဲ့စစ်တီတော်တွေစီကိုပြန်ပစ်ပေးလိုက်ကြပါတယ်။ဒီအခါမှာတော့မိုးနဲ့မင်းကြီးကတန်နဲ့ပြုတ်လုထားတဲ့ထီးကြီးတစ်ခုကိုဖန်တီးလိုက်ပြီးမီးလုံးတွေရဲ့တန်ကနေကာကွယ်ထားလိုက်တာပေါ့။ဒါကိုမြင်တဲ့ဖာမင်းကြီးကလည်းသူ့ရဲ့လက်ထဲမှာရှိတဲ့မိုးကြိုးလိုအစွမ်းထက်လာတဲ့မြားတစ်စင်းနဲ့မိုးနဲ့မင်းကြီးရဲ့တန်ထီကိုပစ်ခွဲလိုက်ရာတန်ထီဟာအပိုင်းပိုင်းကွဲထွက်သွားပါလိရော။ဒီအချိန်မှာတော့မိုးနဲ့မင်းကြီးကဖာမင်းရဲ့တကူအာနုဘော်ကြီးမပုံကိုစတင်ခန်းစားသိရှိလာပါတော့တယ်။သူ့လောက်အားကောင်းတယ်ဆိုတာကိုလည်းလက်ခံလာခဲ့ပါတယ်။ဒီတိုက်ပွဲကိုဘသူနိုင်မလဲသိရအောင်မိုးနဲ့မင်းကြီးကမန်တန်နေအာနုဘော်တွေဆက်မသုံးတော့ပဲစင်ဘော်ကနေတကောင်ချင်းစီးချင်းတိုက်ဖို့စိန်ခေါ်ပါတယ်။ဖာမင်းကလည်းချက်ချင်းပဲလက်ခံလိုက်ပါတယ်။နှစ်ယောက်စလုံးစင်ဘော်မှာတယောက်နဲ့တယောက်အပြင်းထန်တိုက်ခိုက်ကြတယ်။သူတို့ရဲ့လှမ်းနေဓာတ်တွေတစ်ခုနဲ့တစ်ခုရိုင်းမိလိုက်တိုင်းမှာမီးပွားတွေဟာကောင်းကင်ပေါ်မှာလွင့်စင်နေလို့ပေါ့။ဒီအချိန်မှာပဲမိုးနဲ့မင်းကြီးရဲ့လှမ်းကြီးကဖာမင်းရဲ့ခေါင်းကိုတီးတီးကလေးရိုက်မိသွားတယ်။အဲ့ဒီရိုက်နှက်မှုတွေကြောင့်ဖာမင်းရဲ့နှစ်ဖူးနဲ့ခေါင်းတော်မှာအဖုတ်လေးတွေဖောင်းထွက်လာခဲ့ပါတယ်။သွေးတော့မထွက်ပေမဲ့နာကျင်မှုကတော့ရှိနေတာပေါ့။အဲ့ဒီအဖုတ်လေးတွေကမပြောက်တော့ဘဲနဲ့ဖာမင်းရဲ့သင်္ကေတအဖြစ်နဲ့တစ်သက်လုံးကြံနေခဲ့ပါတယ်။ဒါကြောင့်နောက်ပိုင်းမွေးလာတဲ့ဖားတိုင်းရဲ့ခေါင်းပေါ်မှာအဲ့ဒီလိုအဖုတ်လေးတွေပါလာခဲ့တာပေါ့။ဒီနေ့ခေတ်မှာကျွန်တော်တို့မြင်နေရတဲ့ဖပြုတ်မျိုးစိရဲ့နှစ်ဖူးနဲ့ခေါင်းပေါ်ကအဖုတ်လေးတွေကမိုးနဲ့မင်းကြီးရဲ့လှန်တံကိုခံခဲ့ရတဲ့အမွေအနှစ်ဖြစ်သွားတာပါပဲ။ဒါဟာကြီးမြတ်တဲ့ဘိုးဘေးဖာမင်းကြီးရဲ့စစ်ပွဲတစ်ခုမှရရှိခဲ့တဲ့သူတို့လေးတွေအတွက်ဂုဏ်ယူစရာအမွေအနှစ်ဆိုလဲမမှားပါဘူး။ဒီအချိန်မှာဖာမင်းကတစုံတစ်ယောက်ကိုအချက်ပြလိုက်ပါတယ်။ဘသူ့ကိုအချက်ပြလိုက်တာလဲဆိုတော့သူ့ရဲ့ဝက်ဖဲကိုလေတကိုးကြီးမြတ်ပါတယ်ဆိုတဲ့မိုးနဲ့မင်းကြီးကတော့သူ့အနားမှာဖာမင်းရဲ့ဝက်ဖဲရှိနေတယ်ဆိုတာသတိမထားမိခဲ့ပါဘူး။ဒီလိုပဲပြိတ္တကြီးကလည်းကျမမပြောရင်ဒီဝက်ဖဲကိုသိမှာမဟုတ်ပါဘူး။မသိလို့တော့မဖြစ်ဘူးလေဒီဇလန်းပြီးဖို့ရှင်လေးတို့ကိုကျမပြောပြမှာဖြစ်မှာပေါ့ဖာမင်းကြီးအချက်ပြပြီးတဲ့နောက်အချိန်ကောင်းရောက်လာတဲ့အခါမှာတော့မိုးနဲ့မင်းကြီးရဲ့စီးတော်ရင်စင်ကြီးရဲ့အမွေထဲမှာပုံနေတဲ့နဂါးတကောင်ကသူ့ရဲ့မူလာပုံစံကိုပြောင်းလိုက်ပြီးအလစ်မှာပဲရုတ်တရက်မိုးနဲ့မင်းရဲ့လေပင်ကိုရစ်ပတ်ချီနှောင်လိုက်ပါတယ်ဒီအချိန်မှာမိုးနဲ့မင်းကြီးကအလွန်နာကျင်တဲ့အတွက်ဖပြုံမင်းစီမှာအညံ့ခံကအသက်ကိုချမ်းသာပေးဖို့တောင်းဆိုလိုက်ပါတယ်ဖာမင်းကလည်းတိုက်ပွဲတွေအားလုံးကိုရက်စဲလိုက်ပြီးမိုးနဲ့မင်းနဲ့တိုင်ပွဲညှိနှိုင်းဆွေးနွေးကြပါတော့တယ်။ရှေးရိုးစင်လာအတိုင်းပဲနဂါးတွေကိုဂင်္ဂါမြစ်ထဲမှာရေကစားခွင့်ပြုဖို့ရိုသေစွာတောင်းဆိုပါတယ်။ဒါမှသာလူလောကမှာမိုးရွာပြီးလူသားတွေကပျော်ရွှင်စွာနဲ့မိုးနဲ့မင်းကိုကျေးဇူးတင်ပွဲကြော့ပွဲပူဇော်ပွဲတွေပြန်လုပ်ကြမှာပါလို့ပြောဆိုတယ်။မိုးရွာတာကလည်းကောင်းကျိုးနဲ့ဆိုးကျိုးနှစ်ခုရှိပါသေးတယ်။ချိန်ဖန်များစွာရွာနေရင်ရေကြီးတက်ပြီးဒုက္ခရောက်နိုင်တယ်။ဒါကြောင့်လူသားတွေမိုးကိုလိုချင်ရင်နဂါးတွေကမီးရှူးမီးပန်းတွေပြစ်တင်ပြီးအချက်ပြပါမယ်။မိုးနဲ့မင်းကမီးရှူးမီးပန်းတွေနဲ့နဂါးကောင်းတွေကိုမြင်ရင်တော့လူလောကကိုမိုးရေရွာပေးရမယ်ဆိုတဲ့ဖာမင်းကြီးရဲ့တောင်းဆိုချက်ကိုမိုးနဲ့မင်းကကြည်ပြူစွာသဘောတူလက်ခံလိုက်ပါတယ်။တစ်ဆက်တည်းမှာပဲဖပြုံမင်းကသူ့ဒီကိုလာခြင်းကလမ်းတစ်လျှောက်မှာစပားတွေစိုက်ပျိုးနေတာကိုတွေ့ရတယ်။အဲ့ဒီစပားစေးတွေကိုလူလောကမှာစိုက်ပျိုးခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်။ဖာမင်းကြီးရဲ့တောင်းဆိုချက်ကိုမိုးနဲ့မင်းကမငင်းဆိုပဲစပားစေးကိုဘလောက်ကြီးကြီးလိုချင်တယ်လဲလို့မေးလိုက်ပါတယ်။စပားပင်ကိုထမ်းပင်လောက်မြင့်စပနံကိုတထောင်လောက်ရှိစပားစေးကိုအုံးသီးလောက်ကြီးကျင်တယ်လို့ပြောလိုက်ပါတယ်။မိုးနဲ့မင်းကြီးကအဲ့ဒီလိုဆိုရင်လူတွေကစပားထဲဖို့အတွက်စပကြီးတွေစောက်ပေးရမယ်။စပားစေးတွေအရွယ်ရောက်ပြီးဆိုတာနဲ့သူတို့ဘာသာစပကြီးတွေကိုဝင်သွားကြမှာလူတွေကစောင့်ပြီးစားရုံပါပဲ။ကောင်းကင်ဘုံဘောကစပားမျိုးစေ့တွေကိုပေးလိုက်ရင်းနဲ့ပဲညှိနှိုင်းဆွေးနွေးမှုအောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ။ဖာမင်းနဲ့သူ့ရဲ့စစ်တပ်ဟာလည်းမိုးနဲ့မင်းကြီးတို့ကိုနှုတ်ဆက်ပြီးလူလောကစီကိုပြန်လာခဲ့ကြပါတယ်။အဲဒီနေ့ကစပြီးလူလောကမြို့ရွာတွေဟာငြိမ်းချမ်းသာယာမှုကိုပြန်လည်ရရှိခဲ့ပါပြီ။
နှစ်စဉ်ဝါဆိုလာရောက်တိုင်းလူတွေဟာမီရှူမီပတ်နေလောက်ကြပြီးနဂါးတွေကိုစီးခိုင်းကမိုးနဲ့မင်းကြီးစီမိုးရီတောင်ခံခဲ့ကြပါတယ်။မိုးနဲ့မင်းကြီးကနဂါးတွေကိုခင်းကာမြစ်ထဲမှာရေကစားခွင့်ပေးပြီးမိုးရေစက်တွေဖန်တီးပေးကကောင်းကင်ဘုံဘော်ကနတ်စဘာတွေကိုလည်းလူလောကမှာစိုက်ပျိုးခွင့်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့လူတွေကစဘာထည့်ဖို့အတွက်စပကြီးတွေစောက်ကြတယ်။နှစ်စဉ်နှစ်တိုင်းပဲဒီတလေးထုံတန်းအစင်လိုက်ကိုပြုလုပ်ခဲ့ကြပါတယ်။ဖပြုံမင်းကြီးအုပ်ချုပ်တဲ့နိုင်ငံဟာနှစ်ပေါင်း3သိန်းကျော်အထိငြိမ်းချမ်းသာယာစွာတည်ရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဖပြုံမင်းကြီးတက်တန်းကုံဆုံးပြီးနတ်ရွာဆန်သွားတဲ့အခါမှာတော့လူလောကမှာပြန်လဲရှုပ်ထွေးလာခဲ့ပါတယ်။နတ်ပစ္စည်းတွေဟာဖပြုံမင်းကြီးတည်ဆုံးမှုနဲ့အတူပျောက်ကွယ်သွားကြပါတယ်။ဒီအချိန်မှာတော့ရာသီဥတုတွေလည်းပုံမှန်မဟုတ်တော့ပါဘူး။ဘာလို့လဲဆိုတော့လူတွေဟာပြင်းရီမေရောကသူတို့ရဲ့တာဝန်တွေကိုမထမ်းဆောင်ကြတော့ပါဘူး။မိုးနဲ့မင်းကြီးရဲ့စဘာတွေကိုတင်စီဖို့စပကြီးတွေကိုလည်းမဆောက်ကြတော့ပါဘူးဒီအခါမှာတော့စဘာတွေအရွယ်ရောက်ပြီးရှိတ်သိမ်းချိန်ရောက်တဲ့အခါမှာအုံးသီးလောက်ရှိတဲ့စဘာတွေဟာလူတွေရဲ့အိမ်တွေကိုအလိုလိုဝင်ရောက်ကြတော့လူတွေမှာအိတ်ဆက်စရာနေရာမရှိတော့ပါဘူးဒါနဲ့ပဲလူတွေဟာဒေါသထွက်ပြီးစပစီတွေကိုဓာကြီးနဲ့ခုတ်ဖြတ်ကြပါတယ်ဒီလိုနဲ့စပစီတွေဟာတပြည့်ပြည့်နဲ့သင်းငယ်သွားခဲ့ရတာတော့ယနေ့အမြင်ပဲဖြစ်ပါတယ်ဒီအခါမှာတော့ကောင်းကင်ဘုံပေါ်မှာရှိတဲ့မိုးနဲ့မင်းကြီးဟာလူတွေပြင်းရီသွားတာကိုအလွန်မကျေနပ်ပါဘူး။သူကကောင်းကင်ဘုံပေါ်ကစဘာတွေကိုလူလောကမှာထပ်မံစိုက်ပျိုးခွင့်မပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ပြီးတဲ့အခါမှာတော့ဖပြုံမင်းကြီးခိုင်းပြီးပရွဲစိတ်တွေတိဆောက်ခဲ့တဲ့တတိုင်းကြီးကိုလည်းမြားနဲ့ပြစ်ခွင်းကဖျက်ဆီးပလိုက်ပါတော့တယ်။အဲ့ဒီကနေလွင်စင်လာတဲ့မြေသားမြေဆိုင်ခဲတွေဟာတောင်ငယ်လေးတွေအများကြီးဖြစ်သွားပြီးကဘာတဝမ်းပြန့်ကျဲသွားခဲ့ပါတယ်။လူလောကနဲ့ကောင်းကင်ဘုံကိုအပီးပိုင်ခွဲခြားပလိုက်တော့တာပေါ့။အဲ့ဒီနေ့ကစပြီးတရိတ်ဆန်တဲ့လူတွေဟာကောင်းကင်ဘုံပေါ်ကိုမတက်ရောက်နိုင်ခဲ့ကြတော့ပါဘူး။လူတွေနဲ့တရိတ်ဆန်တွေဟာအရင်လိုတယောက်နဲ့တယောက်စကားတွေကိုနားလည်အောင်မပြောနိုင်ကြတော့ပဲသူတို့ဘာသာစကားနဲ့သူတို့ပြောဆိုနေကြတော့တာပေါ့။အရင်ကကြီးမားတဲ့စပားစေးတွေဟာတင်းငယ်သွားပြီးလူတွေကိုယ်တိုင်စိုက်ပျိုးရိတ်သိမ်းစပကြီးတဲ့ထိတဲယူသိမ်းစီကြရတော့တာပေါ့သီလသမာဓိအားတွေလည်းကျဆင်းလာပြီးဒီနေ့ခေတ်မှာကျွန်တော်တို့မြင်နေရတဲ့လူသားဘဝပုံစံဖြစ်လာပါတယ်အခုပြောပြတဲ့ပုံမြင်လေးဟာဆိုရင်မီရှူမီပန်ပွဲတော်ဘန်ဖိုင်းရဲ့မူလအစရာသီဥတုနဲ့လူလောကရဲ့ပြောင်းလဲမှုတွေကျေးဇူးတည်တတ်မှုနဲ့တာဝန်ယူမှုရဲ့အရေးပါပုံတွေကိုသင်ခန်းစာပေးထားပါတယ်ဖပြုံမင်းဟာခက်ခဲတဲ့အခြေအနေကနေကြီးမြတ်တဲ့ခေါင်းဆောင်ဖြစ်လာပြီးလူသားတွေအတွက်မိုးရေကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ရဲရင်ပြီးစေတနာထားတတ်တဲ့ဇက်လိုက်တူဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဖာမင်းကြီးရဲ့မြေးမြစ်တီတွက်ကလေးတွေအော်တဲ့အခါမှာမိုးနယ်မင်းကြီးကဖာမင်းကြီးကိုအတိမတ်ပြူတဲ့နည်းနဲ့ကဘာမြေပြင်ပေါ်ကိုမိုးရွာသွန်းပေးနေတာကတော့ယနေ့အထိတိုင်အောင်ပါပဲ။ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့အထူးပင်ကျေးဇူးတင်ရှိပါတယ်။ကျမတို့အတွက်မိုးရေရအောင်အကျိုးပြုပေးခဲ့တယ်။ဖပြုံမင်းရဲ့မြင်းမြစ်တီတွက်ကလေးတွေကိုမြင်တဲ့အခါမှာပရိသတ်ကြီးတို့ကချစ်ပေးမလား။ဒါမှမဟုတ်ကြောက်ရွံ့သလား။ကြည်ရင်တဲ့ကိုအသေးရနေတာလား။ဖားလေးတွေပေါ်ထားတဲ့ feeling လေးကိုလည်း comment လေးမှာမျှဝေပေးခဲ့ပါအောင်နော်။ဗီဒီယိုလေးတွေကိုစူးစမ်းပြီးတင်ဆက်နေသူမို့ပရိသတ်ကြီးတို့ရဲ့ comment အဖြစ်တစ်ကြောင်းဟာကျမအတွက်တွန်းအားတစ်ခုဖြစ်စေပါတယ်ရှင်။အားလုံးပဲ bye bye ပါ။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်။